မင်္ဂလာပါ Before you sleep ကကြိုဆိုပါတယ်လူကြီးမင်းတို့အစ်ဆက်ချင်းကိုမပြုတ်ခင်ထိုင်လန့်စရာဇလန်းကောင်းတွေတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ channel ကနေဒီနေ့မှာတော့ရှေးလူကြီးတွေရဲ့တားမြစ်ချက်တစ်ခုအကြောင်းကိုပြောပြခြင်းပါတယ်လူကြီးတွေပြောလို့ရှိကြတယ်ညစ်နတ်တကောင်မှလက်ခုမတီးရဘူးတဲ့ဘာဖြစ်လို့လဲဆိုတာဒီဇလန်းကိုနားထောင်ကြည့်လိုက်ရင်သင်သိသွားပါလိမ့်မယ် ရွာပြင်းကထန်တော့အဆက်မှာကျော်စွာတို့တငယ်ချင်းတတိုက်လူစု၍ထန်းရည်ထိုင်တောက်နေကြသည်ကျော်စွာဟာမြို့မှာကြောင်းတက်နေတဲ့ခေလူနဲ့တယောက်ຫນွေရာသီကြောင်းပိတ်ရက်မှာမိဘများရဲ့တောင်ရအလုတ်ကိုကူညီလုတ်ကင်ပေးရန်ဇာတိရွာလေးကိုပြန်လာခဲ့ခြင်းဖြစ်သည်ညနေမောင်ရီပြူးစာမှာကျော်စွာကအဝေးမှဖြတ်သွားတဲ့သူ့တငယ်ချင်းဇော်လက်ကိုလမ်းခေါ်ဖို့လက်ခုပ်နှစ်ချက်တီးလိုက်သည်အဲ့ဒီအချိန်မှာပဲတောင်ဝေးတစ်ချောင်းနဲ့လမ်းလျှောက်လာတဲ့ရွာကအသက်ကြီးကြီးလူကြီးတယောက်ကအလက်အတာတားလိုက်သည်ဟေးကောင်လေးညဘက်မှလူခေါ်ခြင်းအတန်နဲ့နာမည်တက်ခေါ်လက်ခုပ်တီးပြီးမခေါ်ရဘူးညဘက်လက်ခုပ်တီးတာဟာလူမဟုတ်တဲ့အရာတွေကိုဖိတ်ခေါ်တာနဲ့အတူတူပဲကွာခုလူကြီးကစိတ်ဆိုးမှန်ဆိုးပြီးအော်ပြောနေတယ်ထိုလူကြီးထွက်သွားတော့ကျော်စွာကမချေနဲ့တလို့နဲ့ဒီလူကြီးတွေကလည်းအယူသေးလိုက်ကကွာလက်ခုပ်တီးယုံနဲ့ဘာဖြစ်မှမို့လို့လဲဆိုပြီးစိတ်ပြက်တီးပုံစံဖြင့်ညီတွားလိုက်တယ်ခဏအကြာတွင်ကျော်စွာတိစိတ်မဆူးမပြေသေးပဲတငယ်ချင်းများပဲလှဲ့ပြီးငါလက်ခုပ်တီးပြီးခေါ်ပြမယ်ဘာမှမဖြစ်စေရဘူးဆိုကစိန်ခေါ်တဲ့အနေနဲ့အမောင်တို့ကြီးစိုးနေတဲ့ရွာအပြင်ဘက်ကအိမ်ပြက်ကြီးဘက်ကိုလှဲ့ပြီးလက်ခုပ်သုံးချက်ကိုအားရပါရတီးလိုက်တယ်တငယ်ချင်းများကကျော်စွာရဲ့လုတ်ရက်ကိုတားဆီးခြင်းမရှိပဲထန်းရည်လေးတောက်ရင်ရေဝေဝဲဖြင့်ကြည်နေကြသည်ကျော်စွာတယောက်လက်ခုပ်တီးပြီးခဏတိုင်ငိမ်သက်သွားပြီမှာအဲ့ဒီအိမ်ပြက်ကြီးတွေကနေလူတီးတာနဲ့မတူပဲအယိုးချင်းရိုက်တန်လို့6ကက်ကက်လက်ခုပ်တန်3ချက်ကကျော်စွာတို့တငယ်ချင်းတတိုက်ရှိကိုပဲ့တင်တန်အဖြစ်ပြန်ရောက်လာခဲ့တယ်